မနက်ခင်းလို့လာတာနဲ့တနေ့တာလောက်ရမယ့်တာဝန်တွေဆောင်ရွက်ဖို့အတွက်ပြင်ဆင်နေအိမ်မက်တွေအတွက်ကြိုးစားရင်အားလုံးအတွက်အချိန်ပေးဖြစ်တယ်အဲ့လိုတေးဖွားရကြဒီဆိုင်ကိုတွားကုန်ဒီဆိုင်ဖြစ်ရလား ပတ်ဝန်းကျင်ကအရာအားလုံးကိုဂရုစိုက်နေပေမဲ့တင့်ကိုယ်တဲ့အတွက်ရောအချိန်ပေးဖြစ်ရလားဒါကြောင့်ကိုဂရုစိုက်ဖို့အကောင်းဆုံးချိန်ကဒီနေ့ပါပဲကျွန်တော်တို့လာလို့ medical check-up package တွေကို40%အထူးစစ်စင်ဖြင့်စစ်ဆေးနိုင်ပါပြီ